အားလုံးပဲမင်္ဂလာပါခင်ဗျာ Happy Birthday to you Channel ကနေနေ့ထွေးဆောင်နှုတ်ဆက်တာလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ April 28ရက်နေ့ကျွန်တော်တို့ Happy Birthday to you Channel ကနေတင်ဆက်ပေးမယ်ဝင်းနေစီတောင်းစီစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ကတော့စင်ကုန်တိုင်းဒေသကြီးမော်ဘီမျိုးနဲ့ညောင်နှပင်ကျေးရွာမှာနေထိုင်နေသမီးလေးဝင်းမုံဦးပဲဖြစ်ပါတယ်ခင်ဗျာ Happy Birthday ဒီနေ့ April 28ရက်နေ့မှာရောက်ရှိလာတဲ့သမီးလေးဝင်းမုံဦးရဲ့ရတရပြည့်မွေးနေ့ရဲ့မျက်လေးကိုတော့ဖေဖေကိုတက်ခိုင်ဦးမမေမနုနုဝေနဲ့ဖဖဖွားတို့ကနေဝင်းနေစုမွန်ကောင်းလေးတောင်းဆုပ်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါသမီးလေးဝင်းမုံဦးရဲ့ရတရပြည့်မွေးနေ့ရဲ့မျက်လေးကိုချစ်ရတဲ့မိသားစုစစ်တောင်းမိထားတဲ့ဝင်းနေစစ်တောင်းလေးတွေကတော့ Happy Birthday ပါချစ်ရတဲ့သမီးလေးရဲ့ဘဝတစ်လျှောက်လုံးကျမပျော်ရွှင်ပြီးတော့တို့တော်မင်းများပြည့်စုံနေပညာတတ်သူတော်ကောင်းမလေးဖြစ်ပါသည်ပြပြနဲ့မိမိအားကူရတဲ့သမီးကောင်းရတနာလေးဖြစ်ပါသည်ချစ်ရတဲ့မိသားစုနဲ့အတူနေတဲ့အတိုင်းမှာကိုပင်တော့ကကင်းသွားဖြစ်တန်းနိုင်ပါသည်ဒီနေ့လည်းသမီးလေးရဲ့ဘဝလေးဟာရေလိုရေးပန်းလုံးချမ်းမြေပြီးတော့လူရဖန်းတဲ့ကလမတီပေမရှိပဲအောင်မြင်မှုများစွာကိုပိုင်ဆိုင်နိုင်ပါသည်မိဘဆွေမျိုးများနဲ့ခုနှစ်ရဲ့သားသမီးများအပေါ်ကောင်းကျိုးပြုနိုင်တဲ့သမီးကောင်းရတနာလေးဖြစ်ပါသည်ပြီးကနိုင်တဲ့လက်တစ်စုံကိုပိုင်ဆိုင်နိုင်ပါသည်အမှားမှန်ခွဲခြားနိုင်တဲ့မျိုးသမီးကောင်းလေးဖြစ်ပါသည်တောင်းလီယာလာလီယာကလမတီစုမကြီးပဲသူတော်ကောင်းများနဲ့သာတွေ့ဆုံနိုင်ပါသည်မိသားစုတွေအားလုံးကသမီးလေးကိုရမ်းချစ်ပါတယ်ဆိုပြီးတော့သမီးလေးဝမုံရဲ့ရတရပြည့်မွေးနေ့ရဲ့မျက်လေးကိုဖေဖေကိုတက်ခိုင်ဦးမမေမနုနုဝေနဲ့ဖဖဖွားတို့ကနေဝင်းနေစုမွန်ကောင်းလေးတောင်းဆုပ်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါသမီးလေးဝမုံရဲ့ Happy Birthday to you Channel ကနေလေဒီနေ့ April 28ရက်နေ့မှာရောက်ရှိလာတယ်သမီးလေးရဲ့မွေးနေ့ရဲ့မျက်လေးကိုထက်ဆက်မွေးနေ့စုမွန်ကောင်းလေးတောင်းဆုပ်ပေးခြင်းပါတယ် Happy Birthday ပါနော်ဝင်းနေကနေစပြီးတော့ချစ်ရတဲ့မိသားစုနဲ့အတူနောက်နှစ်ပေါင်း100တိုင်ပျော်ရွှင်သွားနေထိုင်နိုင်ပါသည်ဒီရက်တိုင်းကိုအေးချမ်းစွာဖြစ်တန်းနိုင်ပါသည်မိဘကိုကျေးဇူးပြုနိုင်ပြီးတော့နောက်အနာဂတ်မှာထွန်းလင်းတတ်ပါတဲ့ပညာတတ်ကြီးလည်းဖြစ်ပါသည်မျက်နှာမြင်ချစ်ခင်တညာတနာပါသည်ဆိုတဲ့ဆုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါ်များပါသည်ကကြီးတုံးပါရှင်သူမင်္ဂလာပါဘီကနေလည်းခင်ဝေးနိုင်ပါသည်သက်ရှိကြမှာပျော်ရွှင်ပြီးတော့ကောင်းသောလူရင်းစနာမန္တများပြည့်ဝပါသည်လို့ဒီနေ့ April 28ရက်နေ့မှာရောက်ရှိလာတဲ့သမီးလေးဝမုံရဲ့မွေးနေ့ရဲ့မျက်လေးကို Happy Birthday to you Channel ကနေလည်းထက်ဆက်မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပ်ပေးလိုက်ပါရနော်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါသေးလို့ Happy Birthday to you Channel ကနေဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ Happy Birthday